မင်္ဂလာပါအားလုံးပဲနှစ်သစ်ကူမှာပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော့နှစ်သစ်ကူဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ပျော်ရွှင်စရာမိရှုမိပန်းတွေကောင်းတောင်းရေတွက်တန်တွေကိုမမြင်အောင်မိတော့အဲ့ဒီစားလွန်ခဲ့တဲ့နှစ်သစ်ကူညကကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဲ့ဒီတိုက်ခန်းချစ်ချင်းလေးတွေကအဖြစ်ပြက်ကိုပဲပြန်မြင်အောင်လာမိတယ်အဲ့တော့ကကျွန်တော်လုပ်တွေရမ်းပြပြီးစိတ်ဖိစီးမှုတွေများနေတဲ့အချိန်ပေါ့နှစ်တကူရုံးပိတ်ရမှာဘယ်သူနဲ့မှမတွေ့ချင်ဘူးတယောက်တည်းအေးစစ်စစ်နားကျင်တာနဲ့မြို့တွေကအတိမိတ်ဆွေတယောက်ရဲ့တိုက်ခန်းကိုရက်တူငှားလိုက်တယ်သူကနိုင်ရသွားနေတာမို့အိမ်ကိုတက်တာတဲ့စီနဲ့ငှားထားခဲ့တာလေတိုက်ခန်းကရှေးအောင်ကိုလိုနီခေတ်တိုက်ခန်းမျိုးမျက်နှာချက်မြင့်မြင့်နေရန်ထူထူနဲ့အခန်းထဲဝင်လိုက်တာနဲ့အပြင်လောကနဲ့အဆက်အသွယ်ပြတ်သွားသလိုခံစားရတယ်။အဲ့ဒီထိအရာအလုံးကပုံမှန်တိုင်းပါပဲ။ပြဿနာကအေကန်စပွဲပေါ်မှာတိတ်နဲ့ကတ်ထားတဲ့စာရွက်တစ်ရွက်ကိုတွေးလိုက်ရတဲ့အချိန်မှာစတာပါပဲ။အရှင်ကကျွန်တော်အတွက်အိမ်လေပတ်ပုံစီကန်းတွေကိုရေးထားတယ်လို့ထင်ခဲ့တာ။စာရွက်ပေါ်မှာလက်ရေးစောင်းစောင်းလေးနဲ့ရေးထားတယ်။ခေါင်းစဉ်ကဒီဇင်ဘာ31ရက်နေ့ညအတွက်အထူးစီကံချက်များတဲ့ကျွန်တော်ရေတောင်ရည်ချင်းမိသွားတယ်။ဘာလဲပါတီမလုပ်ရဘူးအတန်ကြဲကြဲတချင်းမဖွင့်ရဘူးဆိုတာမျိုးလားပေါ့။ဒါပေမဲ့ဖတ်ကြည့်လိုက်တော့စီကံချက်နံပါတ်1ည7:30မိနစ်မတိုင်ရင်အေကန်စပွဲလင်မှာဝါသားစိမ့်တစ်ပတ်ကန်နဲ့ဝိုင်းနီတစ်ခွက်ပြင်ဆင်ထားပါ။စီကံချက်နံပါတ်2ည7:55မိနစ်တိမှာတိုက်ခန်းတက္ကမကြီးကိုလော့ဖွင့်ထားပေးပါဟာမထားပါနဲ့ဒီတိုင်းလော့ဖွင့်ထားရုံပါပဲစီကံချက်နံပါတ်3 12နာရီတိအပြင်မှာမီးပန်းဖောက်တန်တွေစူညံနေတဲ့ချိန်သူဝင်လာပါလိမ့်မယ်ဘယ်တော့မှခေါင်းမမကြည့်ပါနဲ့ချမ်းမြင်ကိုပဲစိုက်ကြည့်နေပါဘာတမ်းမှမပြုတ်ပါနဲ့စီကံချက်နံပါတ်4ဒါအရေးကြီးဆုံးပါသူဟာ12:05မိနစ်မတိုင်ခင်ပြန်ထွက်သွားရပါမယ်။အကယ်၍12:05မိနစ်ကျော်တဲ့အထိသူမပြန်သေးရင်စီးကက်ချက်နံပါတ်3ကိုချိုးဖောက်ပြီးသူ့ကိုခေါင်းမောကြည့်လိုက်ပါ။စာရွက်အောက်ဆုံးမှာသတိပေးချက်တစ်ခုထပ်ရေးထားသေးတယ်။ဒါဟာတာမဟုတ်ပါဘူး။နှစ်ဟောင်းရဲ့အငြိကျေးတွေဟာထွက်ပေါက်တစ်ခုလိုအပ်ပါတယ်။ဒီခန်းဟာထွက်ပေါက်ပါပဲ။စီကံတွေကိုလိုက်နိုင်ခမည်းအန်ဒီရဲ့ကင်းပါလိမ့်မယ်တဲ့ကျွန်တော်စာရွက်ကိုလုံးချပြီးအမိုင်မုန်းနဲ့ပစ်ထည့်လိုက်တယ်ဘာအဓိပ္ပာယ်မှမရှိတဲ့နောက်ပြောင်မှုတစ်ခုပဲလို့ထင်ခဲ့တာကိုအင်ရှင်ကကျွန်တော်ကိုစားနှောက်ချင်လို့လှုပ်ထားတာပဲဖြစ်မယ်ပေါ့ဒါပေမဲ့ည10နာရီလောက်ရောက်လာတော့အပြင်မှာ Happy New Year သချင်းတန်တွေကားဟုံးတန်တွေစူညံနေပေမဲ့ဒီခန်းမှာတော့ထူးထူးခြားခြားတိတ်ဆိတ်နေသလိုခံစားလာရတယ်။လေတူးကလေးလန့်လာတယ်။ပြီးတော့တယောက်တည်းမဟုတ်သလိုခံစားချက်ကြီးကစိတ်ထဲကိုတဖြည်းဖြည်းဝင်ရောက်လာတယ်။ကျွန်တော်မနေနိုင်တော့စိတ်ထဲမှာတခုခုကလှုံ့ဆော်နေသလိုပဲအမိုင်မုန်းတွေကစားရွက်ကိုပြန်ကောက်လိုက်တယ်။နိုင်ကိုကြည့်လိုက်တော့7:15မိနစ်ကျွန်တော်ယူများသွားပြီလားဒါပေမဲ့စိတ်မသက်တာနဲ့ပဲရေတက်တာထဲမှာဝယ်ထားတဲ့ဝတ်သားစိမ့်တို့ရဲ့ဝိုင်ပလင်းရေကိုထုတ်လိုက်တယ်စီကံချက်နံပါတ်1အတိုင်းဇပွဲပေါ်မှာပြင်ဆင်လိုက်တယ်ကျွန်တော်ဘာလုပ်နေတာလဲလို့ခုကိုပြန်မေးနေမိတယ်ဒါရည်စရာကြီးလေအချိန်ကတရွေ့ရွေ့ကုန်လာတယ်7:50မိနစ်အပြင်မှာလူတွေအော်ဟစ်ပျော်ရွှင်နေကြတဲ့အတန်တွေပိုကျဲလာတယ်။တချို့နေရာတွေမှာမီးပန်းတွေစားဖောင်နေကြပြီ။ဒီခန်းထဲမှာတော့ကျွန်တော်နှလုံးခုန်တန်ကနိုင်ဆက်တန်တိုင်းပိုကျဲလောင်နေ7:55မိနစ်ကျွန်တော်တကားမကြီးစီကိုရှောက်သွားတယ်။လက်တွေတုံနေတာကိုအတင်းထိန်ပြီးတကားလုံးကိုကလစ်ခနဲမြည်အောင်ဖွင့်လိုက်တယ်
ပြီးတော့ဆိုဖာပေါ်မှာပြန်ထိုင်ပြီးစီးကချက်နံပါတ်3တိုင်းကျမ်းပြင်ကိုငုံကြည့်နေလိုက်တယ်17:58မိနစ်59မိနစ်အပြင်ကလူတွေကောက်တောင်းစားလုပ်ကြပြီကျွန်တော်အသက်အောင်ထားမိတယ်အတိအကျပါပဲဗျာ17:59မိနစ်ပြီးတော့12နာရီတိမှာအပြင်ကမီးပန်းတန်တွေအထိုးထိပ်ရအောင်ကြေလောင်ကြားနေရပြီအဲ့ဒီချိန်ရောက်နေတဲ့အချိန်မှာပဲကျွန်တော်တိုက်ခန်းတစ်ခါပွင့်သွားတယ်လေစိမ်းတစ်ချက်ဟူးကနေဝင်လာတယ်အဲ့လေကအေးဆက်နေပြီးဘယ်လိုပြောရမလဲမြေပုံးနှံလိုတန်ကြီးတက်နေတဲ့အနံ့လိုမျိုးရားလိုက်တယ်ဗျာကျွန်တော်ခေါင်းကိုလုံးဝမမော့ရဘူးကျမ်းပြင်ကပါကီးကွက်တွေကိုပဲစိုက်ကြည့်နေမိတယ်ခြေတန်းကလေးတယ်ပြီးတော့တခုခုဆိုဆွနေတယ်လို့ပဲအေကန်းလေးကိုဝင်လာတယ်ကျွန်တော်ရှိတဲ့ကစပွဲစီကိုရှောက်သွားတယ်ကျွန်တော်မြင်ကွင်းထဲမှာခြေပွားတစ်စုံကိုတွေးလိုက်ရတယ်အဲ့ဒါကလူခြေထောက်တွေတော့ဟုတ်တယ်ဒါပေမဲ့ဖြူဖြော့ပြီးရောင်ရမ်းနေတယ်ခြေသေးတွေကရှည်ထွက်ပြီးမဲညင်နေတယ်ခြေဖုံမိုးပေါ်မှာရွှွန့်တွေရင်းညှိတွေကပ်နေသလိုပဲစပွဲပေါ်ကဝတ်သားစိမ်းကိုလက်နဲ့ကောက်ယူလိုက်တဲ့အတန်ကြားရတယ်ပြီးတော့ဝါးစားနေတဲ့အတန်ကြားစာရွက်ထဲကစီးကန်းတွေကိုလိုက်နာခဲ့ပြီလို့ကိုကျေးဇူးတင်လိုက်ကြောက်လုံးလို့သေးထွက်မတက်ဖြစ်လိုက်နေပေါ့ဗျာကျွန်တော်နာရီကိုမကြည့်ရဲပေမဲ့အချိန်ဘယ်လောက်ကြာသွားပြီလဲခံမှန်းနေမိတယ်10မိနစ်လား2မိနစ်လားအပြင်ကမီးပန်းတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားပြီရုတ်တရက်ဝါးစားနေတဲ့အတန်ရပ်သွားတယ်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်ရှိကခြေဘဝပိုင်ရှင်ကလှုပ်မသွားဘူးကျွန်တော်ကိုငိုကြည့်နေတယ်ဆိုတာကိုအလိုလိုသိနေတယ်ဗျာစပွဲပေါ်ကဝိုင်ခွက်ကိုပုတ်ချလိုက်တဲ့အတန်ဝိုင်နီတွေချမ်းမြေပေါ်စီးကြလာတာကိုကျွန်တော်မြင်နေရတယ်ဒါစီးကန်းချက်ထဲမှာမပါဘူးလေကျွန်တော်မနေနိုင်တော့ဘူးစီးကန်းချက်နံပါတ်4ကိုသတိရလိုက်တယ်12:05မိနစ်ကျော်တဲ့အထိသူမပြန်သေးရင်နိုင်ကိုလှမ်းကြည့်လိုက်တော့12:06မိနစ်ရှိနေပြီစီးကန်းချက်နံပါတ်4ရာကျွန်တော်သူ့ကိုမောကြည့်ရတော့မယ်ဒါကထောင်ချောင်းတစ်ခုမှန်ကျွန်တော်အဲ့ဒီချိန်မှသိလိုက်တာစီကံချက်တွေကကျွန်တော်လိုက်နာဖို့ပေးထားတာမဟုတ်ကျွန်တော်ချိုးဖောက်မိအောင်ဖန်တီးထားတဲ့ကစားပွဲတစ်ခုပဲကျွန်တော်ခန္ဓာကိုယ်ကအလိုလိုပဲခေါင်းပေါ်ကြည့်မိသွားတယ်ကျွန်တော်ရှိမှမတ်တက်ရက်နေတဲ့အရာကလူတစ်ယောက်ရဲ့ပုံသဏ္ဍာန်တော့ရှိရဲ့ဗျဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးကနှစ်ဟောင်းကစုပ်ပစ်ထားတဲ့အမိုက်တွေနဲ့ဖွဲ့စည်းထားသလိုပဲစုပ်ပြတ်တက်နေတယ်ပြက်ကလေးရွာဟောင်းတွေဖြက်စီးနေတဲ့မီးပန်းခွန်တွေညှိုးနွမ်းနေတဲ့ပန်းတွေကသူ့သားလေးမှာစိုက်ဝင်နေဒါပေမဲ့အဆိုးဆုံးကတော့သူ့မျက်နှာပဲသူ့မှာမျက်လုံးမရှိဘူးဗျာမျက်လုံးနေရာမှာနိုင်တိုင်ကွက်အဟောင်းတစ်ခုကိုအတင်းထိုးထည့်သားသလိုပဲနိုင်လက်တံတွေကတောက်လျှောက်လေပတ်နေတယ်ပါဇက်ကနေရွက်ထိစုပ်ပြေးပြီးကျေလွန်းနေတယ်အထဲမှာသွားတွေစားတန်ကြီးတက်နေတယ်တန်ချုံတွေဖန်ခွဲစာတွေအပြည့်ပဲကျွန်တော်သူ့ကိုမောကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီပါဇက်ကြီးပွင့်လာတယ်အဲ့ဒီတန်ကကျွန်တော်တဘွားလုံးကြားဦးသမျှအတန်တွေထဲမှာအဆိုးဝါးဆုံးပဲနှစ်ဟောင်းမှကြံခဲ့တဲ့လူတွေရဲ့နာကျင်မှုတွေဝမ်းနည်းမှုတွေအားလုံးစုပေါင်းပြီးအော်ဟစ်လိုက်သလိုမျိုးကျွန်တော်တတိလစ်သွားခဲ့တယ်ကျွန်တော်ပြန်လို့လာတော့မနက်အာယုံတက်နေပြီကျွန်တော်ဆိုဖာဘေးကကျမ်းမြေပေါ်မှာလှဲနေအခန်းထဲမှာဘာမှမရှိတော့စပွဲပေါ်ကအသားစိမ်းပကံလေးကုန်နေပြီကွဲသွားတဲ့ဝိုင်ခွက်စားတွေလည်းမရှိတော့
တကားမကြီးကတော့ဟင်းလင်းပွင့်နေအရာလုံးပုံမှန်တိုင်းပြန်ဖြစ်သွားသလိုပဲအရှင်စီဖုံးဆက်တော်လေဖုံးမကိုင်းကျွန်တော်အဲ့ဒီခန်းကနေချက်ချင်းထွက်ပြေးလာခဲ့တယ်အစာပိုင်းမှာတော့ကျွန်တော်လွတ်မြောက်လာပြီလို့ထင်ခဲ့တာပေါ့အိမ်မဆိုးတစ်ခုမှတ်ခဲ့တာပဲဖြစ်မှာပါလို့ကိုဖြည့်သိမ်းခဲ့တာဒါပေမဲ့အဲ့ဒီနေ့ကစပြီးပြောင်းလဲသွားတာတစ်ခုရှိတယ်ကျွန်တော်မှန်ကြည့်တိုင်းမှန်နေကကျွန်တော်ပုံရိပ်ကတစ်မျိုးကြီးဖြစ်နေတယ်ဗျကျွန်တော်မပြုံးမနဲ့မှန်နေကပုံရိပ်ကပြုံးနေတယ်လို့မျိုးလေပြီးတော့ဘလောက်ပဲဆူညံတဲ့နေရာရောက်ရောက်တခါတလေနားထဲမှာနိုင်လက်တန်တွေရွေ့နေတဲ့အတန်တစ်ဆိုတာကြားနေရတယ်စီးငယ်ချက်နဗလေးကိုခမရတို့မှတ်မိသေးတာသူ့ကိုခေါင်းမုံကြည့်လိုက်ပါတယ်ကျွန်တော်ထင်တာတော့အဲ့ဒီညကဝင်လာတယ်နှစ်ဟောင်းရဲ့ဧည့်သည်ဟာပြန်မထွက်သွားခဲ့ဘူးဗျကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အချိန်မှာသူကကျွန်တော်အထဲကိုဝင်ရောက်လာခဲ့ပုံရတယ်အခုနောက်ပိုင်းနှစ်သိကူညရောက်တိုင်းည7 နာရီထိုးဝင်နေကျွန်တော်ဘာအရင်ဆလာတတ်တယ်အထူးသဖြင့်သွေးစိမ်းရှင်နန်းရရင်ပေါ့ Happy New Year ပါဗျာနောက်ထပ်ဇလန်တစ်ပုဒ်အနေနဲ့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့တကယ်ဖြစ်ခဲ့တာလားဒါမှမဟုတ်ကျွန်တော်စိတ်ကပဲဖန်တီးခဲ့တာလားဆိုတာအခုချိန်ထိဝေခွဲမရသေးတဲ့ဖြစ်တစ်ခုပါဒါပေမဲ့တခုတော့သိကြတယ်ဒီအကြောင်းကိုပြန်တွေးလိုက်တိုင်းအခုထိကျွန်တော်ကြောချမ်းနေတော့ပါပဲနေရာကတော့ကလောမျိုးကအိမ်ဟောင်းကြီးတစ်လုံးပေါ့ဗျာကျွန်တော်အဲ့ဒီအိမ်ကိုရောက်တော့ကတော်တော်လေးစိတ်လှုပ်ရှားခဲ့မိတယ်ဒေါ်လေးမေအမွေပေးခဲ့တဲ့အိမ်လေးထင်ရှူတော်တွေကြားထဲမှာတယောက်တည်းအေးစစ်စစ်နေရမယ်ပေါ့ဒါပေမဲ့ဗျာအဲ့ဒီအိမ်ကိုရောက်ပြီးသုံးရင်မြောက်တဲ့နေ့မှာအရာအားလုံးပြောင်းလဲသွားတယ်ညနေ6 နာရီလောက်ရှိပြီမိုးကလည်းတဲလိုက်တာဗျာသူမိုးကိုဘဲနဲ့ပေါက်နေတယ်လို့ပဲမီးကလည်းပြက်နေတော့ဖျောင်းနိုင်ပြီးမိန်လေးနဲ့ထိုင်နေရတာအင်ကြီးကလူကြီးတန်လို့ဘာလို့နဲ့စိတ်ထဲတိုးမသုံးမတန်ဖြစ်เสียရဗျအဲ့ဒီချိန်မှာထူးဆန်းတဲ့နန်းတစ်ခုရလိုက်တယ်စပယ်ပန်းနန်းဗျအိမ်ပတ်ဝန်းကျင်မှာစပယ်ပင်တစ်ပင်မှမရှိတာကျွန်တော်သိချာသိရဲ့ဒါပေမဲ့အဲ့ဒီအနံ့ကတစ်သားဆူရဲ့အနံ့နဲ့ရောပြီးလှိုင်ကနေထွက်လာတာရုတ်တရက်အပေါ်တက်ကအတန်တစ်ခုကြားလိုက်ရတယ်ပစ္စည်းပြုတ်ကြတဲ့အတန်မဟုတ်ဘူးဗျခြေတံလူတယောက်လမ်းလျှောက်နေသလိုတုံးလုံးနဲ့လေးလံနေခြေတံကြီးကျွန်တော်လက်ထဲကလက်ဖိတ်ခွက်တောင်ဖိတ်ကျသွားတယ်ဒီမှာကျွန်တော်တယောက်တည်းရှိနေတာလေတကားတွေအကုန်ပိတ်ထားတာကျွန်တော်သိကြတယ်ဗျာဒါဆိုပေါ်ထမှာဘယ်သူရှိနေတာလဲကြောက်တော့ကြောက်တယ်ရဲ့ဗျာဒါပေမဲ့မဖြစ်မနေသွားကြည့်ရမယ်လေကျွန်တော်မိဖို့ခန်းနေဟာဓာတ်တစ်ချောင်းဆွဲပြီးဖျောင်းနိုင်ကိုကိုင်လှေကားပေါ်ကိုဖြည်းဖြည်းချင်းတက်သွားလိုက်တယ်လှေကားတစ်တွေကလည်းဗျာတက်လေရှည်လီဖြစ်နေသလိုပဲအပေါ်တက်ရောက်တော့ဇင်းကြံလန်းကမှောင်မဲနေရောဖျောင်းနိုင်မိကတိတ်မလင်းဘူးဇင်းကြံလန်းအဆုံးကဒေါ်လေးမီရဲ့အခန်းတကားဟနေတယ်ဗျကျွန်တော်တေးချာမှတ်မိတယ်နော်မနက်ကအဲ့ဒီတကားကိုတော့ခတ်ခဲ့တာတကားနာကတ်သွားတော့စပယ်ပန်းနှန်းကပူပြင်းလာတယ်မွေးတာမဟုတ်ဘူးအီလီလီနဲ့ပြုတ်ဝိုင်ခြင်းစရာကောင်းတဲ့အနံဆိုးကြီးတကားကိုတွန်းဖွင့်လိုက်တယ်အခန်းထဲမှာဘာမှမရှိဘူးကတင်ရှိမယ်မှန်တင်ကုန်ရှိမယ်ကျွန်တော်မှန်တင်ကုန်ရှိရောက်သွားတော့
မှန်ထဲမှာကိုယ့်ပုံရိပ်ကိုပြန်မြင်ရတယ်ဖျောင်းနိုင်မီးအောင်နေဆိုတော့ဝိုးတော်ပါဘောဒါပေမဲ့ဗျာမှန်ထဲကကျွန်တော်ပုံရိပ်ကပြုံးနေတယ်ဗျာကျွန်တော်မပြုံးဘူးနော်ကျွန်တော်ကြောက်လွန်းလို့ပါဇက်ကိုစေထားတာဒါပေမဲ့မှန်ထဲကကောင်ကပါဇက်ကြီးကိုဖျက်ပြီးပြုံးနေတာသူ့မျက်လုံးတွေကမဲနှက်နေပြီးအယောင်မရှိဘူးအဲ့ဒီချိန်မှာပဲအခန်းတောင်းကနေရည်တန်ကြီးထွက်လာတယ်အဲ့ဒါကျွန်တော်ရည်တန်ဒါပေမဲ့ကျွန်တော်ရည်နေတာမဟုတ်ဘူးကျွန်တော်လန့်ပြီးနောက်ဆုတ်လိုက်တော့ဖျောင်းနိုင်လွတ်ကျသွားတယ်မင်းငိမ့်ပြီးအမောင်တူကဝါမြူသွားသလိုပါပဲဗျာကျွန်တော်အမောင်ထဲမှာစမ်းတဝါဝါနဲ့တကားပေါက်ကိုရှာတယ်မတွေ့ဘူးနေရံတွေကိုပဲစမ်းမိနေတယ်အခန်းကကျေလာသလိုပဲအသက်ရှူရတာကကြက်လာတယ်အဲ့ဒီချိန်မှာနာကပ်ပြီးအသက်နှစံကြားလိုက်တယ်မင်းမလို့ပြန်လာတယ်ကျွန်တော်အော်ဟစ်ပြီးကျမ်းမြေပေါ်ထိုင်ချလိုက်မိတယ်ရုတ်တရက်မီးပြန်လာတယ်ကြည့်လိုက်တော့ခန်းထဲမှာဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရှေ့ကျမ်းမြေပေါ်မှာရေဆူနေတဲ့ခြေရာတွေအများကြီးပဲအဲ့ဒီခြေရာတွေကကျွန်တော်ရှေ့တက်မှာလာရက်နေတာကျွန်တော်စမနေရတော့အောက်ထပ်ကိုတင်ပြေးဆင်းလာခဲ့တယ်ကားတော့ယူပြီးပြေးမယ်ပေါ့ဒါပေမဲ့အေကန်းရောက်တော့ကျွန်တော်ခြေလမ်းတွေရက်တန်သွားတယ်အေကန်းကဆိုဖာပေါ်မှာလူတစ်ယောက်ထိုင်နေတယ်ဗျာသူကကြောပေးထားတယ်အင်ကြီးရဲ့ဗျာချင်းမောင်းမီနေပါအောင်အဲ့ဒါကျွန်တော်ဝတ်ထားတဲ့ပုံစံအတိုင်းပဲခမည်းဘာတူလဲလို့ကျွန်တော်မေးလိုက်တယ်အဲ့လူကဖြည်းဖြည်းချင်းလှည့်ကြည့်တယ်အဲ့ဒါကျွန်တော်ပဲဗျာဒါပေမဲ့သူ့မျက်နှာကပုတ်ပွားနေတယ်မျက်လုံးပေါက်တွေကဟောက်ပတ်ကြီးသူကကျွန်တော်ရဲ့ diary စာအုပ်ကိုခိုင်ထားတယ်ပြီးတော့သူပြောလိုက်တဲ့စကားကကျွန်တော်ကိုမတ်တက်ကြီးရေခဲရိုက်လိုက်သလိုပါပဲဗျာမင်းမမှတ်မိတော့ဘူးလားမင်းတရင်ကိုရောက်နေတာ3ရက်မဟုတ်ဘူးနော်3နှစ်ရှိပြီကျွန်တော်ခေါင်းတွေကိုက်ခဲလာတယ်မှတ်ဉာဏ်တွေရှုပ်ထွေးကုန်နေကားအက်ဆီဒန့်တောင်ကမ်းမှာမိုးရွာတဲ့ညမဟုတ်ဘူးလို့အော်ပြီးကျွန်တော်တကားမှကြီးစီပြေးသွားတယ်တကားကိုဆွဲဖွင့်လိုက်တယ်အပြည့်မှာမိုးရွာမနေဘူးတော့ဘူးလည်းမရှိဘူးတကားအပြင်မှာရှိနေတာကအုံနေရင်ကြီးဗျာပိတ်နေတယ်အုံနေရင်ကြီးကျွန်တော်နောက်ကိုလှည့်ကြည့်တော့အင်ကြီးကပုံပြက်ပန်းပြက်တွေဖြစ်ကုန်ပြီနေရံတွေကနေလက်မင်းကြီးတွေထွက်လာပြီးကျွန်တော်စီလှမ်းနေကြတယ်ကျွန်တော်ရုတ်တရက်လန့်နိုးလာတယ်အိမ်မက်ဆိုးတစ်ခုပဲကျွန်တော်ဆိုပါပေါ်မှာအိပ်ပျော်သွားတာကိုမနက်တောင်ရောက်နေပြီကျွန်တော်ဝမ်းသာရနဲ့အိမ်ပြန်မှုပြင်လိုက်တယ်တကားဖွင့်ပြီးထွက်လာခဲ့တယ်ခြံဝင်းတကားကစားတိုင်မုံလေးတဲမှာစားတစောင်ရှိနေလို့ယူကြည့်လိုက်တယ်ကျွန်တော်နာမည်နဲ့စာကိုဖောက်ကြည့်လိုက်တော့စာရွက်ထဲမှာစားတစ်ချောင်းနဲ့ရေးထားတယ်ဗျလက်ရည်ကကျွန်တော်လက်ရည်အတိုင်းပဲနောက်ကိုလှည့်မကြည့်နဲ့တဲ့ကျွန်တော်နောက်ကျောဘက်ကအေးကနေဖြစ်ပြီးတကိုယ်လုံးကြက်သိမ်းမွေးကြီးနေမှာထသွားတယ်နေအောင်ကြီးရှိနေပေမဲ့မိကြီးဘော်ကကျွန်တော်ရိတ်ကကျွန်တော်နဲ့မတူပဲပုံပြက်ပန်းပြက်ကြီးဖြစ်နေတာပြီးတော့နားမှာတီးတိုးကြားလိုက်ရတယ်မင်းထွက်သွားလို့မရဘူးဖေဟာကြီးကျွန်တော်ကူးမှတီးလိုက်ရတယ်နိုးထတယ်ဆိုတာအသက်ရှင်နေတဲ့လူတွေအတွက်ပဲရှိရပါလားကျွန်တော်ဖေတော့မှအိမ်ပြန်ခွင့်မရတော့ဘူး